သတင်းပရိသတ်များအားလုံးမင်္ဂလာပါ Unity Voice မြန်မာမှကြိုဆိုလိုက်ပါတယ်ဒီကနေ့ဧပြီလ24ရက်တောက်ကြနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျွန်မစုခေတ်ကတင်ဆက်ပေးသွားပါမယ်ရှင်ပထမဦးဆုံးသတင်းတပုတ်အနေနဲ့အကြံဖက်မင်းအွန်လိုင်းကမြန်မာနိုင်ငံတဝန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA, KNU, AA, MNDAA, UWSA, NDAA, TNLA တို့နဲ့ NUG လက်အောက်ခံ PDF အပါအဝင်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်ပေါင်း60ကိုစစ်အုပ်ချုပ်ရေးကြီးညာလိုက်ကြောင်းသတင်းရရှိပါတယ်။ရင်းကြီးညာချက်အရတိုင်းနဲ့ပြည်နယ်9ခုအတွင်းရှိမြို့နယ်60ကိုအရေးပေါ်အခြေအနေကြီးညာပြီးစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာအာဏာတွေကိုစစ်တပ်ဘက်ကတာဝန်ရှိသူထံလွှဲပြောင်းပေးထားကြောင်းသိရပါတယ်။အဲ့ဒီမြို့နယ်တွေဟာ KIA, KNU, AA, MNDAA, UWSA, NDAA, TNLA တို့လိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်ပြီးအဓိကတိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသတွေပါဝင်နေပါတယ်။အရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့နယ်တွေထဲမှာကချင်၊ကယား၊ကရင်ချင်း၊စကိုင်း၊မကွေး၊မန္တလေး၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့အတွင်းရှိမြို့နယ်တွေပါဝင်ပြီးတော်လှန်ရေးတပ်တွေအားကောင်းစွာလှုပ်ရှားနေတဲ့နေရာတွေအများစုပါဝင်နေပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲပြင်းထန်နေတဲ့နယ်မြေတွေကိုလည်းစစ်အုပ်ချုပ်ရေးအောက်ထည့်သွင်းထားပြီးစစ်ရေးအရာထိန်းချုပ်မှုပြန်လည်ရရှိဖို့ကြိုးပမ်းနေတဲ့အခြေအနေကိုပြသနေပါတယ်။ရင်းစစ်အုပ်ချုပ်ရေးအမိန့်ဟာဧပြီလ23ရက်နေ့မှာစတင်ပြီးရက်ပေါင်း90အထိအတည်ဖြစ်မယ်လို့ကြေညာထားပါတယ်။ဒါအပြင်ကြံဖက်မင်းအွန်လိုင်းက EAO တွေကိုငြိမ်းချမ်းရေးဖိတ်ခေါ်ထားတော့လဲတစ်ဖက်မှာတိုင်းရင်းသားတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်အုပ်ချုပ်ရေးကြေညာနေခြင်းဟာစန့်ကျင်ဘက်အနေအထားတစ်ခုဖြစ်နေကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြံဖက်စစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တို့ကိုလမ်းလျှောက်ရင်လမ်းပြောက်နေသူတွေလို့ဝေဖန်ပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်။အကြံဖက်စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေထဲမှာ PDF တွေကိုအလင်းဝင်မှုဖိတ်ခေါ်ထားတဲ့ကြေညာချက်ထဲမှာဒီလိုဝေဖန်ချက်တွေပါဝင်လာတာဖြစ်ပါတယ်။အဲ့ဒီကြေညာချက်ထဲမှာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေဖြစ်ပွားအောင်သွေးထိုးလှုံ့ဆော်ပြီးပြည်ပကိုထွက်ပြေးသွားတဲ့လူတွေကဥပဒေအကြောင်းအရာအခြေခံမရှိဘဲ CRPH နဲ့ NUG ကိုတရားမဝင်ဖွဲ့စည်းခဲ့ကြပြီး PDF အမည်ခံအဖွဲ့တွေကိုအသုံးပြုကာနိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေကြောင်းဆိုထားပါတယ်။ဒါအပြင် CRPH နဲ့ NUG တို့ဟာနိုင်ငံရေးအရခိုင်မာတဲ့ရည်တည်ချက်မရှိဘဲရှေ့နောက်မညီတဲ့ထုတ်ပြန်ချက်တွေပြုလုပ်နေကြပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်းကြေညာထားပေမဲ့တစ်ဖက်မှာတော့2020ရွေးကောက်ပွဲရလဒ်အရတက်လာတဲ့တရားဝင်အစိုးရလို့ပြောဆိုနေတာဟာကွဲလွဲနေတယ်လို့ဝေဖန်ထားပါတယ်။အဲ့ဒါအပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြည့်ပြည့်သွားပြီးဆိုပါကအဲ့ဒီဥပဒေအရရွေးချယ်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေပါအလိုအလျောက်ပြည့်ပြည့်သွားမည်ဖြစ်ပြီး CRPH နဲ့ NUG တို့လည်းဆက်လက်တည်ရှိနိုင်မည်မဟုတ်ကြောင်းပြောဆိုထားသလိုတစ်ဖက်မှာတော့တရားဝင်တည်ရှိနေတယ်လို့ဆိုနေခြင်းဟာလမ်းလျှောက်ရင်လမ်းပြောက်နေသလိုဖြစ်နေကြောင်းဆိုထားပါတယ်။ဒါအပြင်ရွေးကောက်ပွဲအစိုးရလို့ဆိုနေတော့လဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ထားတဲ့အစိုးရတပ်တန်းကုံဆုံးသွားပြီဖြစ်တဲ့အတွက်လက်တွေမှာတပ်တန်းကုံဆုံးသွားတဲ့အဖွဲ့အစည်းတွေဖြစ်နေကြောင်းလဲဆက်လက်ဝေဖန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကိုငြိမ်းချမ်းရေးဖိတ်ခေါ်ထားပေမဲ့ NUG, CRPH နဲ့ PDF တွေကိုတော့ဖိတ်ခေါ်ခြင်းမပြုဘဲလက်နက်ချအလင်းဝင်ဖို့သာဆက်လက်တိုက်တွန်းနေကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းနမောက်မြို့နယ်အတွင်းဂျေးရွာတွေကိုစစ်တပ်က2ကြိမ်တိုင်တိုင်စစ်ကြောင်းထိုးဝင်ရောက်ကစွန့်အားနာမကြညီအကို2ဦးအပါအဝင်ဒေသခံပြည်သူ4ဦးကိုတပ်ဖြတ်ခဲ့ပြီးနေအိမ်30ကျော်ကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပြီးဒေသခံတွေအကြားစိုးရိမ်ပူပန်မှုများတိုးမြင့်နေကြောင်းသတင်းရရှိပါတယ်။ဧပြီလ10ရက်နေ့မှာရုံပင်ကွက်ကံဦးကုန်းနဲ့ကြီးကန်းကျေးရွာတွေဘက်ကိုကြံဖက်စစ်ကောင်စီစစ်ကြောင်းပထမအကြိမ်ဝင်ရောက်လာပြီးကံဦးကုန်းကျေးရွာမှာကိုရဲမင်းကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ရုံပင်ကွက်မှာနေအိမ်9လုံးကံဦးကုန်းမှာ2လုံးနဲ့ကြီးကန်းမှာ18လုံးကိုမိရှို့ဖျက်ဆီးခဲ့ပြီးလက်ထွန်ဆက်နဲ့စိုက်ကယ်တွေကိုလည်းဖျက်ဆီးယူဆောင်သွားခဲ့ကြောင်းသိရပါတယ်။
စစ်ကြောင်းဟာဧပြီလ19ရက်နေ့မှာပျော်ပွဲမြို့နယ်ဘက်ကိုပြန်ထွက်သွားချိန်အတွင်းပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ဆိုလာမီးပုံးတွေလက်ဝတ်ရတနာတွေအဖို့တန်ပစ္စည်းတွေကိုရှာဖွေယူဆောင်သွားပြီးတရိတ်ဆန်တွေကိုလည်းတပ်ဖြတ်စားတောက်ခဲ့ကြောင်းဒေသခံတွေကပြောဆိုထားပါတယ်။ဧပြီလ21ရက်နေ့မှာအဲ့ဒီစစ်ကြောင်းကနမောက်မြို့နယ်အတွင်းကိုဒုတိယအကြိမ်ပြန်လည်ဝင်ရောက်လာပြီးပေပင်ရှိကျေးရွာနာကနေဒရုန်းအုံပြုကကြောင်တောင်ကျေးရွာရှိရွှေမြစ်တာဖုန်ကြီးကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးအရက်သားဦးမောင်ညိုတေဆုံးခဲ့တယ်လို့ဖုန်ကြီးတစ်ပါးမှာခြေထောက်ပြက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ထို့နောက်စစ်ကြောင်းဟာကြီးကန်းရွာဘက်ကိုဆက်လက်ဝင်ရောက်လာပြီးရွာထိပ်တောတိုက်တွင်နေထိုင်တဲ့စွန့်အားနာမကျညီအကို2ဦးဖြစ်တဲ့ကိုဟန်မြင့်နဲ့ဝင်းမြင့်တို့ကိုပြစ်ခတ်တပ်ဖြတ်ကရုပ်အလောင်းတွေကိုမိရှို့ထားခဲ့ကြောင်းသိရပါတယ်။လက်ရှိဧပြီလ23ရက်နေ့ထိအဲ့ဒီစစ်ကြောင်းဟာကံလေးကုန်းရွာဘက်မှာရောက်ရှိနေပြီးအခြားစစ်ကြောင်းတစ်ခုလည်းမြင်းတဲကြီးကျေးရွာဘက်မှာလှုပ်ရှားနေကြောင်းသိရပြီးဒေသခံပြည်သူတွေဟာဆက်လက်လုံခြုံရေးစိုးရိမ်ပူပန်မှုကြားမှာနေထိုင်နေရကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မရှိကထောင်ဆူတောင်းကုန်းနယ်လုံခင်းခောက်ကွင်းအနီးရှိဂျမ်ဖတ်စစ်တပ်ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်10ဦးထပ်မံတေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်။ဧပြီလ23ရက်နေ့မွန်လယ်တနာရီ45မိနစ်ခန့်နဲ့2နာရီ45မိနစ်ခန့်အချိန်တွင်ဖားကန့်မြို့မရှိကထောင်ရက်ကွက်ဆူတောင်းကုန်းနယ်လုံခင်းရွာကောက်ကွင်းအနီးရှိဂျမ်ဖတ်စစ်သားတွေနဲ့ပြည်သူစစ်တွေကို KIA ပူးပေါင်းတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဂျမ်ဖတ်စစ်တပ်ဘက်က10ဦးထပ်မံတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေပါရှိနေကြောင်းလက်ရှိအချိန်ထိပောက်ကွဲတံတွေပြစ်ခတ်တံတွေစရိုက်ကြားနေရတယ်လို့သိရပါတယ်။ဒေသသတင်းရင်းမြစ်တအူကဒရုန်းတိုက်ခိုက်မှုကိုနေရာ2ခုမှာပြုလုပ်ခဲ့တာဖြစ်ပြီးမရှိကထောင်ဆူတောင်းကုန်းနဲ့လုံခင်းကောက်ကွင်းအနီးစေးရုံဟောင်းနေရာမှာရှိတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြည်သူစစ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။ဒါအပြင်ဂျမ်ဖတ်စစ်တပ်ဟာဖားကန့်မြို့နယ်အတွင်းအရက်သားပြည်သူတွေကိုအကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးတာတွေဇက်တိုက်လှုပ်ဆောင်နေပြီးဧပြီလ21ရက်နေ့ည8နာရီခန့်မှာလုံခင်းကျေးရွာအောင်ရရက်ကွက်ရှိမိုင်းစေးရုံကိုဝင်ရောက်စီးနင်းကဒေါက်တာရာဇာထွန်းအပါအဝင်ပြည်သူ25ဦးနဲ့အောင်ရရက်ကွက်ရှိဦးရုဆက်အောင်မော်တယ်မန်နေဂျာဦးစောနန်းအပါအဝင်ပြည်သူ10ဦးကိုလည်းအိမ်စီးကားတွေဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာဖားကန့်ဒေသအတွင်းစစ်ရေးတင်းမာမှုတွေဆက်လက်မြင့်တက်နေပြီးဒေသခံပြည်သူတွေအတွက်လုံခြုံရေးစိုးရိမ်မှုတွေတိုးလာနေကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ပုဗ္ဗသီရိမြို့နယ်မှာနယ်စပ်ရေးရာဝင်ကြီးဌာနဒုညွှန်မှူးဗိုလ်မှူးဟောင်းဝနာကဇနီးဟောင်းကိုကကြေးနဲ့ထိုးရန်ချင်းချောက်ပြီးအိမ်တွင်အကြမ်းဖက်မှုကျူးလွန်ကပိုင်ဆိုင်မှုတွေအတ္တမတောင်းယူနေတဲ့ဆိုပေမဲ့အရေးယူဆောင်ရွက်မှုမရှိသေးကြောင်းသတင်းရရှိပါတယ်။ပိုမှုဟောင်းဝနာနဲ့ဒေါ်လက်လက်ကျော်တို့ဟာ2012ခုနှစ်မှာပေါင်းသင်းခဲ့ကြပြီးသမီးတဦးထွန်းကားခဲ့ပါတယ်။ဒါပေမဲ့လက်ထပ်ပြီးနောက်ပိုင်းမှာအိမ်တွင်အကြမ်းဖက်မှုတွေကိုနှစ်ရှည်လာများဇက်တိုက်ကျူးလွန်ခဲ့ပြီးလူမဆန်စွာရိုက်နှက်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။နောက်ပိုင်းမှာလူမှုရေးဖောက်ပြန်မှုတွေပါဖြစ်ပေါ်လာတဲ့အတွက်2025ဩဂုတ်လမှာပုဗ္ဗသီရိမြို့နယ်တရားရုံးအမိန့်နဲ့ကွာရှင်းခဲ့ကြောင်းသိရပါတယ်။ကွာရှင်းပြီးနောက်မှာလဲပုံမူဟောင်းဝနကနေပြည်တော်ရှိနေအိမ်နဲ့ချမ်းမြေဟွန်ဒါအင်းဆိုင်ကားအပါအဝင်ပိုင်ဆိုင်မှုတွေကိုသူပိုင်ဆိုင်တယ်လို့ဆိုကအကြံဖက်နီလန်းတွေနဲ့ဆက်လက်တောင်းယူလာကြောင်းသိရပါတယ်2026ဇန်နဝါရီလ28ရက်နေ့နနက်ပိုင်းမှာနေအိမ်ကိုလာရောက်ပြီးဇနီးဟောင်းကိုပိုင်ဆိုင်မှုတွေလွှဲပြောင်းပေးရန်တောင်းဆိုခဲ့ပြီးမပေးပါကကတ်ကြီးနဲ့ထိုးတက်မယ်လို့ရုံးရင်းဆန်ခတ်ချင်းချောက်ခဲ့တဲ့အထိဖြစ်ပွားခဲ့ပြီးအဲ့ဒီဖြစ်စဉ်ဟာသမီးရှိမှတင်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ပုံမှုဟောင်းဝနဟာနေဆက်ရေးရာဝင်ကြီးဌာနယူနီဖောင်းဝတ်ဆင်ထားတဲ့အခြေအနေဖြင့်ဇနီးဟောင်းရဲ့နေအိမ်ကိုရောက်ရှိလာပြီးကတ်ကြီးနဲ့ထိုးရန်ကြံစီခဲ့တဲ့ဗီဒီယိုသက်သေတွေရှိနေတော့လဲလက်ရှိအချိန်ထိအရေးယူဆောင်ရွက်မှုမရှိသေးကြောင်းသိရပါတယ်။ဇနီးဟောင်းဘက်ကမိဘတွေဝယ်ယူပေးထားတဲ့နေအိမ်ချမ်းမြေနေရာငွေကြေးနဲ့မော်တော်ယာဉ်တွေကိုသူ့နာမည်နဲ့ပြောင်းလဲပေးရန်ဒါမှမဟုတ်ရောင်းချပေးရန်အတ္တမတောင်းခံချင်းချောက်နေခြင်းဖြစ်ကြောင်းသိရပါတယ်
ဒါအပြင်ဗိုလ်မှူးဟောင်းဝဏ္ဏဟာရခင်ခလိုက်ရ258ယာယီတရင်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုသူဖြစ်ပြီးစစ်တပ်တွင်တာဝန်ထမ်းဆောင်စဉ်ကလည်းလူမှုရေးဖောက်ပြန်မှုတွေနဲ့တပ်တွင်အနိုင်ကျင့်မှုတွေကြောင့်တိုင်ကြားခံရပြီးနောက်အရက်ဘက်ကိုပြောင်းရွှေ့လာခဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံအတွင်းရှိအကြီးစားအွန်လိုင်းငွေလိမ်စခန်းတစ်ခုကိုစီမံခန့်ခွဲပြီးအလုပ်သမားတွေကိုအတင်းအကျပ်ခိုင်းစေကအမေရိကန်နိုင်ငံသားတွေထံမှဘီလီယံနဲ့ချီလိမ်လည်ငွေယူနေတဲ့ရာဇဝတ်ကွန်ရက်ကိုအမေရိကန်အစိုးရကအကြီးအကျယ်ဖြိုခွင်းလိုက်ပြီးတရုတ်နိုင်ငံသားမန်နေဂျာ2ဦးကိုလည်းတရားစွဲဆိုလိုက်ကြောင်းသတင်းရရှိပါတယ်။တရားစွဲဆိုခံရသူတွေမှာဟောင်ရှင်ရှန်နဲ့ကျွမ်းဝမ်ကျဲတို့ဖြစ်ပြီး၎င်းတို့ဟာကရင်ပြည်နယ်မင်းလက်ပံကျေးရွာရှိရှန်ဒါပါကလို့ခေါ်တဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ကြားဖြတ်ငွေလိမ်စခန်းကိုစီမံခန့်ခွဲနေတဲ့သူဖြစ်ကြောင်းသိရပါတယ်။ဟောင်ရှင်ရှန်ဟာအလုပ်သမားတွေကိုကိုယ်တိုင်ရိုက်နဲ့နှိပ်စက်တဲ့အဆင့်မြင့်မန်နေဂျာတဦးဖြစ်ပြီးကျဲဝမ်ကျဲကတော့အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လည်တဲ့အဖွဲ့ကိုကြီးကြပ်နေသူဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ကိုအွန်လိုင်းငွေလိမ်လည်မှုပူပေါင်းကြံစည်မှုနဲ့တရားစွဲဆိုထားပြီးရှင်ဒါပတ်စခန်းကို2025ခုနှစ်နိုဝင်ဘာလမှာတော်လှန်ရေးတပ်တွေဝင်ရောက်စီးနင်းသိမ်းပိုက်ပြီးနောက်ကမ်ဘောဒီးယားဘက်ကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုကြောင့်ဖမ်းဆီးခံခဲ့ရပြီးလက်ရှိမှာအမေရိကန်နိုင်ငံကိုလွှဲပြောင်းကဆက်လက်တရားစွဲဆိုနိုင်ဖို့ဆောင်ရွက်နေကြောင်းသိရပါတယ်။အမေရိကန်ဘက်ကဦးဆောင်တဲ့ဒီနှိမ်နင်းရေးလုပ်ငန်းအတွင်းလိမ်လည်မှုအတွက်အသုံးပြုနေတဲ့ website ပေါင်း900ကျော်ကိုပိတ်ပင်နိုင်ခဲ့သလိုလူကုန်ကူးကွန်ရက်တွေနဲ့ဆက်နွယ်နေတဲ့ Telegram Channel တစ်ခုကိုလည်းတင်ဆက်နိုင်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်လိမ်လည်မှုတွေနဲ့ဆက်နွယ်နေတဲ့ဒေါ်လာတန်900ကျော်တန်ဖိုးရှိ cryptocurrency တွေကိုလည်းထိန်းချုပ်နိုင်မှုဆောင်ရွက်နေပြီး FBI က2026 မတ်လအထိသားကောင်9000နီးပါးကိုကြိုတင်သတိပေးနိုင်ကဒေါ်လာတန်960ကျော်ဆုံးရှုံးမဲ့အရေးကိုတားဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါကြားဖြတ်ငွေလိမ်စခန်းတွေမှာအလုပ်လုပ်နေတဲ့သူတွေဟာလစာကောင်းတဲ့အလုပ်အကိုင်အမည်နဲ့ဆွဲဆောင်ခံရပြီးနောက်လူကုန်ကူးခံရကအကျဉ်းချုပ်နှောင်ထားပြီးအွန်လိုင်းငွေလိမ်မှုတွေပြုလုပ်ဖို့အတင်းအကျပ်ခိုင်းစေခံနေရတာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကလည်းတိုက်ချန်ငွေလိမ်စခန်းတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုပေးအပ်နိုင်သူတွေကိုဒေါ်လာ10သန်းအထိစုကြေးပေးမယ်လို့ကြေညာထားပြီးအဆိုပါငွေလိမ်ကိုင်းတွေကိုဆက်လက်အမြင့်ပြတ်နှိမ်နင်းသွားမယ်လို့သတိပေးထားကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းဝေါ်မြို့နယ်မှာကျန်းဖက်စစ်တပ်ကင်းမုံကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာစစ်သား3ဦးသေဆုံးပြီးလက်နက်4လက်သိမ်းဆည်းရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။ဧပြီလ21ရက်နေ့နနက်3နာရီခန့်မှာဝေါ်မြို့နယ်ဆက်စုရွာစင်ရွာနဲ့ညောင်လင်းပင်မြို့နယ်အရိုင်းကုန်းရွာအဆက်မှာကင်းမုံဝစ်နေတဲ့ကျန်းဖက်စစ်သားတွေကို KNL နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်ကျန်းဖက်စစ်တပ်ဘက်ကစစ်သား3ဦးသေဆုံးခဲ့ပြီး2ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်းသိရသလိုလက်နက်4လက်ကိုလည်းတော်လှန်ရေးတပ်ဘက်ကသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။ဒေသသတင်းရင်းမြစ်တအုပ်ကကျန်းဖက်စစ်သားတွေအင်အား20ဝန်းကျင်ရှိနိုင်ပြီးစင်ရွာအုပ်ချုပ်ရေးမှုပါပါဝင်ခဲ့ပြီးဒဏ်ရာရရှိခဲ့ကြောင်းပြောပါတယ်။လက်ရှိအချိန်မှာစစ်တပ်ဘက်ကမဆုတ်ခွာသေးပဲစင်ရွာဆက်စုပ်ရွာနဲ့သူရဲ့တမိန်ရွာတွေမှာဆက်လက်တည်ရှိနေကြောင်းလည်းသိရပါတယ်။တိုက်ခိုက်မှုဖြစ်ပြီးနောက်ဧပြီလ22ရက်နေ့ညပိုင်းမှာအကြမ်းဖက်စစ်သားတွေကတော်လှန်ရေးတပ်တွေထပ်မံဝင်ရောက်တိုက်ခိုက်မိကိုကြောက်လန့်ပြီးစင်ရွာနဲ့ဂျိုးလေးရွာဆက်သွယ်ထားတဲ့ဝါဒဒါနဲ့ကြိုင်မယန်လေသမားဝါဒဒါတွေကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဒေသခံတွေပြောကြားချက်အရအဲ့ဒီတပ်သားတွေဟာပြည်သူလူထုကစောက်လုပ်ထားတာဖြစ်ပြီးတော်လှန်ရေးတပ်တွေဝင်ရောက်လာနိုင်မီကိုတားဆီးဖို့အတွက်စစ်တပ်ဘက်ကမိရှို့ဖျက်ဆီးလိုက်တာဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာစစ်တပ်ရဲ့မိဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ DKBA ထိန်းချုပ်ရာကရင်ပြည်နယ်မြဝတီမြို့နယ်ကြောက်ခတ်ဒေသအတွင်းရှိထိုင်ချမ်းကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းစခန်းများရဲ့ငွေကြေးစည်းစိမ်မှုကွန်ရက်ကိုဖျက်တောက်နိုင်မဲ့သတင်းအချက်အလက်တွေကိုအမေရိကန်အစိုးရကစုကြေးအဖြစ်ဒေါ်လာ10သန်းအထိပေးအပ်မယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနအောက်ရှိအပြည်ပြည်ဆိုင်ရာမူရစ်ဆေးဝါးနဲ့ဥပဒေစိုးမိုးရေးဗျူရို INL ကတ
တရားရေးဝန်ကြီးဌာနရဲ့ငွေလိမ်ကိုင်းနှိမ်နင်းရေးအထူးအဖွဲ့နဲ့ပူးပေါင်းပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေကိုထိရောက်စွာအရေးယူနိုင်ဖို့ TOCRB စုကြည်အစီအစဉ်အောက်ကနေအခုလိုကြေညာခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရထုတ်ပြန်ချက်အရထိုက်ချန်အမည်ရှိငွေလိမ်စခန်း၃ခုဟာကရင်ပြည်နယ်ကြောက်ခတ်ဒေသအတွင်းရှိကာစီနိုစခန်းများနဲ့အခြားစခန်းတွေမှာအခြေစိုက်နေပြီးထိုက်ချန်1.0 2.0 နဲ့ 3.0 လို့ခွဲခြားထားကာတီနေရ GPS အချက်အလက်တွေလည်းတိတိကျကျထုတ်ပြန်ထားကြောင်းသိရပါတယ်။အဲ့ဒီစခန်းတွေဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးအထူးသဖြင့် cryptocurrency ယင်းနှိမ့်မြုပ်နှံမှုလိမ်လည်မှုတွေကနေတဆင့်ငွေကြေးခဝါချမှုတွေကြဲကြဲပြန့်ပြန့်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။အရှိတောင်အာရှအခြေဆိုင်ငွေလိမ်ကိုင်းတွေကြောင့်2025အတွင်းအမေရိကန်နိုင်ငံသားတွေဟာဒေါ်လာ9.2ဘီလီယံကျော်ဆုံးရှုံးခဲ့ရပြီးအဲ့ဒီအခြေအနေကြောင့်အမေရိကန်အစိုးရကစုကြည်ပေးအစီအစဉ်အပြင်တရားစွဲဆိုမှုတွေ website တွေပိတ်သိမ်းမှုတွေလူကုန်ကူးမှုကွန်ရက်တွေကိုဖော်ထုတ်နှိမ်နင်းမှုတွေကိုပါတပြိုင်နက်တည်းဆောင်ရွက်နေကြောင်းသိရပါတယ်။ထိုက်ချန်ငွေလိမ်စခန်းတွေမှာဖြစ်ပေါ်နေတဲ့ငွေကြေးခဝါချမှုနဲ့ဆက်နွယ်တဲ့အချက်အလက်တွေကိုပေးလိုပါက FBI email မှာတဆင့်ဒါမှမဟုတ်အနီးဆက်ဆုံးအမေရိကန်တန်ယုံကောင်စစ်ဝင်ရုံးတွေကိုဆက်သွယ်နိုင်ပြီးသတင်းပေးသူရဲ့အချက်အလက်တွေကိုလှုပ်ဝက်ထားမယ်လို့အမေရိကန်အစိုးရကအာမခံထားပါတယ်။ဒါအပြင် DKBA ကကရင်ပြည်နယ်အတွင်းကြားဖြတ်ငွေလိမ်ကားတွေကိုလက်ခံတာအကျိုးအမြတ်ရယူနေတဲ့ဆိုတဲ့အချက်အလက်တွေလည်းရှိနေကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအကောင့်အထည်ဖော်နေတဲ့တရားရေးစီရင်ရေးနဲ့တရားရေးကဏ္ဍအခြေအနေတွေကိုကုလသမဂ္ဂကဓာတ်ရိုက်ဆက်သွယ်မေးမြန်းလာကြောင်းသတင်းရရှိပါတယ်။ဧပြီလ17ရက်နနက်10:00နာရီမှာပြုလုပ်တဲ့တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမြို့နယ်တရားသူကြီးတွေတွေ့ဆုံဆွေးနွေးတဲ့အစည်းအဝေးအတွင်းပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကအဲ့ဒီအချက်ကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။လက်လော NUG တရားရုံးတွေလူသက်မှုမရိမ်းမှုတွေကိုတေတံချမှတ်တဲ့ကိစ္စအပါအဝင်တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂဘက်က NUG တရားရေးဝန်ကြီးဌာနကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းလာတာတွေရှိနေကြောင်းသိရပါတယ်။ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးကတရားစီရင်ဆောင်ရွက်မှုတွေဟာဒေသတစ်ခုတည်းအတွက်သာမဟုတ်ပဲတနိုင်ငံလုံးနဲ့နိုင်ငံတကာအထိတက်ရောက်မှုရှိတဲ့ဆုံးဖြတ်ချက်တွေဖြစ်ကြောင်းပြောဆိုထားပြီးလက်ရှိအချိန်မှာလူသက်မှုအတွက်ဒေသချမှတ်မှုနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်နေသလဲဆိုတာကိုကုလသမဂ္ဂကမေးမြန်းလာတာတွေရှိနေတယ်လို့ပြောပါတယ်။ဒါအပြင်နိုင်ငံတကာအတိုင်းအဝိုင်းကတရားရေးစနစ်ဟာလူထုကိုဘယ်လောက်ထိကာကွယ်ပေးနိုင်သလဲမတရားမှုတွေကိုဘယ်လောက်ထိတားဆီးနိုင်တယ်လဲဆိုတာအပြင်တာဝန်ယူမှုနဲ့တာဝန်ခံမှုဘယ်လောက်ရှိသလဲဆိုတာကိုလည်းစောင့်ကြည့်လေ့လာနေတဲ့အခြေအနေဖြစ်ကြောင်းဆက်လက်ပြောဆိုထားပါတယ်။တော်လှန်ရေးနယ်မြေတွေမှာတာဝန်ထမ်းဆောင်နေတဲ့တရားသူကြီးတွေအနေနဲ့ခိုင်မာစွာဆောင်ရွက်နိုင်မှာကတော်လှန်ရေးတစ်ခုလုံးအတွက်အကျိုးရှိမှာဖြစ်ပြီးဆောင်ရွက်မှုများအားနည်းလာပါကတော်လှန်ရေးကိုထိခိုက်စေနိုင်ကြောင်းလည်းအသိပေးထားပါတယ်။ဒါအပြင် Federal Unit အစိုးရတွေဖွဲ့စည်းလာနေတဲ့အတွက်မြို့နယ်တရားသူကြီးတွေထဲမှာအရေးအချင်းလိုက်ခရိုင်ပြည်နယ်နဲ့တရားရုံးချုပ်အဆင့်တာဝန်တွေကိုတာဝန်ပေးရွေးချယ်သွားမှာဖြစ်ပြီးစကိုင်းတိုင်းမှာစတင်နေပြီးမကွေးတိုင်းမှာလည်းမကြာမီဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်ရှင်။ Unity Voice မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးကြသောသတင်းပရိသတ်များအားလုံးဘေးပရာကင်းကွာရွှင်လန်းချမ်းမြေ့ကြပါစေလို့ကျမစုခိကဆုတောင်းပေးလိုက်ပါတယ်ရှင်။